သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တဘူတွဲလဘိကျော်8ရက်နေ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဥက္ကံမြို့ဘုရားကြီးကျောင်းတိုက်အတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ရွှေကျင်နိကာယဝီနိစာတော်ပြန်ပွဲကြီးညာဥယျာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအာပိစကားတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိရိယများစွာတတဝါဤချမ်းသာစည်းပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သေချာတို့ပြည့်တော်လဲအဘယ်မိယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာလေသည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစည်းပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအာပိစကားတဲ့လူတွေရဲ့စိတ်ဟာတခါတရံကြတော့အခက်ခဲတွေနဲ့ကြုံတွေ့နေတဲ့အခါမှာစိတ်ဓာတ်တွေဆုပ်နစ်ပြီးတော့သွားတတ်ကြတယ်တခါတရံကြတော့လေစိတ်အားတွေတက်ကြွပြီးတော့နေတဲ့အခါမျိုးလည်းရှိတယ်အဲ့ဒါလို့စိတ်ဓာတ်တွေကျနေတဲ့အခါမှာဝိုင်းဝန်းပြီးတော့အာပိစကားပြောကြရတယ်လူတွေကထင်ကြတယ်အာပိစကားပြောတတ်တယ်လို့ထင်ကြတယ်လူတွေစိတ်ဓာတ်အကျဆုံးဟာဘယ်ချိန်လဲလို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သိဖို့လိုတယ်နော်လူတိုင်းနောက်ဆုံးကြုံရမယ့်တနေ့သောအချိန်ဆိုတာဘာအချိန်လဲသေကံဤအချိန်ပေါ့ဟုတ်ကလားလူတိုင်းဟာမရှောင်လွဲနိုင်ဘူးတနေ့ကျတော့ကြုံတွေ့ရမယ်ဆိုတဲ့နောက်ဆုံးအချိန်မှာစိတ်ဓာတ်အားအငယ်ဆုံးပဲစိတ်ဓာတ်အကျဆုံးပဲလို့ဆိုလို့အဲ့ဒီအချိန်မှာဘာလုပ်တဲ့လဲကြံတဲ့လူတွေကနော်လှုပ်တဲ့လှုပ်ထိုက်တာဘာလှုပ်တဲ့လဲခုခေတ်ရောဘာတွေလှုပ်နေကြလဲဒါကိုလေးလာသုံးသပ်ပြီးတော့ကြည့်ဖို့ကိုလှုပ်တဲ့အလုပ်တွေကမှန်ကန်မှုရှိရလားခုခေတ်လှုပ်နေကြတဲ့လူတွေကမှန်ကန်မှုရှိရလားအာပိစကားပြောတာရောဟုတ်ကဲ့လားအာပိစကားပြောတာမျိုးမဟုတ်ဘဲနဲ့ခြောက်တွန်းချတာမျိုးတွေရောဖြစ်မနေဘူးလားလို့စဉ်းစားဆင်ခြင်သင့်တယ်နော်မစဉ်းစားမဆင်ခြင်မဲနဲ့လှုပ်တဲ့လှုပ်ရမှန်သမျှဟာကောင်းကျိုးချမ်းသာကိုမပေးတတ်ဘူးအရာရာဟာပညာနဲ့ဆင်ခြင်ပြီးတော့မှလှုပ်တဲ့လှုပ်ထိုက်တယ်တဲ့
မြတ်စွာဘုရားကမဟာနာမလို့ခေါ်တဲ့တာဂဝေမင်းမဟာနာမဆိုတဲ့တာဂဝေမင်းဟာမြတ်စွာဘုရားနဲ့ညီကိုတဝမ်းခွဲတော်တယ်ရှင်အနုရုဒ္ဓမထေရမြတ်နဲ့ညီကိုအရင်တော်တယ်အဲ့ဒီမဟာနာမတာဂဝေမင်းကြီးဟာသုတ္တရဏမင်းကြီးတို့ဗတ္တိယမင်းတို့မရှိတဲ့နောက်မှာကပိလဝမြို့ကိုအုပ်ချုပ်နေတဲ့နောက်ဆုံးမင်းလို့ပြောကောင်းပြောရမှာပေါ့နော်အဲ့ဒီမဟာနာမမင်းဟာသာသနာတော်အဆင့်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်သောတာပန်အဆင့်သောတာပန်အဆင့်ကနေတက်ပြီးနောက်သဂရကအဆင့်သဂရကအဆင့်နဲ့တန်းကုန်သွားဘဝတတ္တမှာသဂရကအဆင့်အနေနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးနောက်ဆုံးကြတော့ဝိတတုပကကျူးကျော်တိုက်ခိုက်တဲ့တာဂဝေမင်းကြီးအပြတ်ချေမုံရေးစစ်ပွဲမှာမာနမမင်းကြီးဟာဖမ်းခံရတယ်ဖမ်းခံရတယ်ဆိုတော့လေဝိတတုပကသူ့ရဲ့မြည်တော်နေသည့်အတွက်ကြောင့်ကောင်းကောင်းမွန်မွန်ထားတာသို့တော်လေတိတ်တဆိတ်စားတဲ့ပေထဲမှာဆိုရင်တိတ်တဆိတ်သူ့စပင်ကိုသူစတုံးထုံးပြီးတော့ခြေမကြားမှာညှပ်ပြီးတော့ရေထဲမှာငုတ်လျိုးသွားတယ်လို့ဒီနေရာမှာလဲစဉ်းစားစရာကောင်းတာက तू ကတက္ကရာကံလို့ဆိုသေးတယ်ရေထဲမှာနှစ်ပြုတ်ပြီးကိုကိုအသေးတတ်တယ်ဆိုတော့စူးစိုက်လောက်တာဆိုမဖြစ်နိုင်ဘူးလို့ထင်တယ်အဲ့ဒီဟာကနော်သောတာပန်ပုဂ္ဂိုလ်တောင်ကိုလုံးကြံတတ်ဖြတ်တာမျိုးဆိုမလုပ်တော့ဘူးလေအဲ့တော့မဟာနာမမင်းကြီးကသူ့ကိုယ်သူတေချောင်းကြံသွားတယ်ဆိုတာဟုတ်ချင်မှဟုတ်မှာပေါ့ရေကန်ထဲမှာဆင်းချိုရင်သူ့ရဲ့သီလတကူအစွမ်းတကူတွေကြောင့်သူ့ကိုကြည်ညိုကြတဲ့လူသားမဟုတ်တဲ့ရေကန်ဆောင်နတ်တွေနဂါးတွေကနေပြီးတော့စားထဲမှာပါတာဆိုရင်နဂါးတွေကနဂါးပြေမှာခေါ်သွားပြီးတော့အဲ့ဒီမှာ12နှစ်ကြာနေထိုင်တယ်လို့ဒီလိုပြောတယ်နော်အဲ့ဒါလို့ခေါ်သွားတာဖြစ်တော့တယ်ရေကန်ထဲမှာဆင်းရင်ပြီးတော့ရေချိုးရင်းကနေပြီးတော့ရှာလို့မရအောင်ပျောက်ဆုံးသွားတယ်ပေါ့အဲ့ဒီမဟာနာမမင်းကြီးနဲ့ပတ်သက်တဲ့တုတ်တန်တွေကဘုန်းကြီးတို့စာပေကျမ်းဂန်မှာတော်တော်များများရှိတယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘာအဆုံးမပေးထားလဲလို့ဆိုလို့ရှိရင်စဉ်းစားဉာဏ်ရှိတဲ့အမျိုးသားအမျိုးသမီးအမျိုးသားဥပဒကတယောက်ဒီမှာအမျိုးသမီးဥပဒိကမှာလည်းပါတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုနေမကောင်းထိုင်မသာဖြစ်လို့အသက်အန္တရာယ်ဆိုရင်ရောက်တော့တဲ့အချိန်ခါမျိုးမှာအာပိစကားပြောရမယ်ဆုံးမစကားပြောရမယ်လို့ပြောတယ်နော်အဲ့ဒီအချိန်မှာစိတ်ဓာတ်အကြဆုံးအားငယ်ဆုံးဖြစ်တတ်သည့်အတွက်ကြောင့်ဒီအချိန်မှာအာပိစကားပြောဖို့ဒါလူတိုင်းဟာဒီနေ့ဟာမကြုံတွေ့ပဲနဲ့နေလို့မရဘူးကြုံတွေ့မှာပဲနော်လူတိုင်းဘယ်ကိုသွားနေတာတုံးဆိုရင်မွေးလာတဲ့အချိန်ကနေစပြီးဘယ်ကိုသွားတာတုံးဆိုအိုခြင်းဘက်ကိုသွားနေတာအိုခြင်းကနေဘယ်ကိုသွားတာတုံးဆိုနာခြင်းကိုသွားနေတာနာခြင်းကဘယ်ကိုသွားတာတုံးဆိုရင်တေခြင်းကိုသွားတာဒါကြောက်စရာစကားမဟုတ်ဘူးတချို့ကပြောရင်သေစကားပြောရင်မင်္ဂလာမရှိဘူးလို့နမိတ်မရှိဘူးလို့ထင်တယ်မသေးမှကြားအနာပဲနော်လွတ်ရင်တော့လည်းပြောကောင်းတာပေါ့ဘယ်သူမှလွတ်တာမှမဟုတ်ပဲနဲ့ဟုတ်တယ်မလားကိုယ်ပဲသွားနေတာတော့ဆိုတာသိဖို့မလိုဘူးလားအေးမသိတာကတော့အဲ့ဒါပညာမဲ့လွန်အားကြီးတာပေါ့ကိုယ်ပဲသွားနေတယ်ဆိုတာသိရမှာပေါ့လူတွေကပြောကြတယ်ဘဲမှမသွားဘူးအိမ်မှာနေတာသို့တော့အိမ်နေရင်အသက်ကကြီးမသွားဘူးလားကြီးသွားနေတော့ဘယ်သွားနေတယ်လို့ထင်တော့အိုရက်စီသွားနေတယ်အိုရက်စီကနေပြီးတော့နာရက်စီမရောက်ဘူးလားအေးနာရက်စီကနေဘယ်ရောက်သွားတော့နော်ဆရာတော်ကြီးတစ်ပါးတရားကမ္မထာနှလုံးသွင်းနိုင်လဲသွင်းခိုင်းတယ်လို့ပဲခံနိုင်ရင်ခံမခံနိုင်ရင်သေဆိုတာဟုတ်ကဲ့လားအိုခြင်းဆင်းရဲနာခြင်းဆင်းရဲကိုခံနိုင်တဲ့အခြေအနေရှိတဲ့ချိန်မှာခံနေပြီးတော့မခံနိုင်တဲ့အချိန်ကျသေသွားတာပေါ့အဲ့သေခြင်းဆင်းရဲနဲ့လူဘဝတစ်ခုကအဆုံးသတ်ကြမြတ်စွာဘုရားလည်းဒီလိုပဲဆုံးသတ်တယ်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့လည်းဒီလိုပဲဆုံးသတ်တယ်သို့တော့အဆုံးသတ်ကလေးကောင်းအောင်လုပ်ပြီးလို့ရပါတယ်လူတွေဟာအဆုံးသတ်ကောင်းဖို့အတွက်
အသေးကောင်းဖို့အတွက်အနေကောင်းဖို့ဆိုတာလည်းလိုအပ်တယ်လို့ဒီလိုပြောကြတယ်နော်သို့တယ်လူရဲ့စိတ်ဓာတ်ဆိုတာကနောက်ဆုံးအချိန်ရောက်လို့ရှိရင်အားငယ်တတ်တယ်တဲ့အဲ့ဒါလို့အားငယ်လာလို့ရှိရင်အားပေးစကားပြောရမယ်ဆုံးမစကားပြောရမယ်အခုတချို့တိုးတက်တဲ့နိုင်ငံကြီးတွေမှာဆေးရုံတွေမှာဘာတွေထားတော့လို့ဆိုလို့ရှိရင်ဘာသာရေးဆိုင်ရာအားပေးစကားပြောမဲ့ပုဂ္ဂိုလ်တွေကိုခန့်ထားလို့ရှိတယ်အခုအင်္ဂလန်တို့မှာဆိုရင်အဲ့ဒီယာဒုခန့်ထားတာရှိတယ်ဆေးရုံကြီးတွေမှာဗုဒ္ဓဘာသာဝင်တွေအတွက်ဘုန်းကြီးတစ်ပါးခန့်ထားတယ်ခရစ်ယာန်ဘာသာဝင်တွေအတွက်ခရစ်ယာန်တရားဟောဆရာဝန်အစ္စလာမ်ဘာသာဝင်တွေအတွက်အစ္စလာမ်ဟောပြောမဲ့ပုဂ္ဂိုလ်ဒီလိုဆိုင်ရာဘာသာစကားအရာဘာသာတရားအရာအားပေးစကားပြောဖို့ခန့်ထားတာချက်ပလင်လို့ခေါ်ပြီးတော့ခန့်ထားတာလေးရှိတယ်။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းသေကံဤရောက်တဲ့အခါကျတော့စိတ်ဓာတ်တွေကြပြီးတော့မသွားရအောင်တက်တာနဲ့ကိုယ်ဘာသာတရားကိုအာယုံပြုပြီးသိနိုင်အောင်လို့ပေါ့နော်။အဲ့ဒါလို့လှုပ်တာကိုလည်းပဲလက်ခံတဲ့လူလက်မခံတဲ့လူရှိတယ်။လက်မခံတဲ့လူကဘယ်လိုတုံးဆိုလို့ရှိရင်ကိုလိန်တဲ့လူနဲ့ပတ်ဝန်းကျင်ကိုလိန်တဲ့လူတွေကသူများကိုလိန်တာတဲ့ကိုလိန်တာလည်းပိုဆိုးတယ်ဟုတ်ကဲ့လားဗမာပြည်မှာတော်တော်များများနေမကောင်းပြီဆိုလို့ရှိရင်နေမကောင်းတဲ့ပုဂ္ဂိုလ်ကိုအတိပေးတာနည်းတယ်ဘာယောဂလဲဥပမာပဲဆရာဝန်ကယောဂတက်လိုက်အဲ့တက်လိုက်လို့ရှိရင်ဒီယောဂကိုလူနာယောဂတဲ့မသိအောင်လို့ဖုံးထားကြတယ်လိန်ထားကြတယ်ပေါ့လိန်နာကောင်းလားမကောင်းလားစေရနာကတော့သူကသိရင်စိတ်ဆင်းရဲလိမ့်မယ်ဆိုတဲ့စေရနာပါနော်လိန်နာဆိုတာဒီပြင်ကိစ္စတွေလည်းလိန်ကြတာပဲလေသားသမီးတွေကအမေမသိစေနဲ့အဖေမသိစေနဲ့များမလားဘူးလားအဲ့ဒါမျိုးတွေအမြဲတမ်းအသက်ကြီးလာပြီဆိုရင်အလိန်ခံနေရပြီလို့သာအောက်မေ့နော်ကိုလည်လာပြီလို့မအောင်မေ့နဲ့လူငယ်တွေရဲ့အလိန်ကိုအမြဲခံနေရတယ်လို့ပဲအောက်မေ့ပြီတော့ဘာပဲဖြစ်ဖြစ်တဦးတယောက်ကတဦးတယောက်ကိုလိန်နာကိုလိန်တယ်လို့ယူဆကြပြီမဲ့ကိုလိန်နာပို့ဆိုးဟုတ်ကဲ့လားကိုမလိန်မိဖို့အမတန်မှအရေးကြီးတယ်အမှန်တိုင်းသိရမယ်ဒါဒီကိစ္စမျိုးဆိုတာစဉ်းစားထားဆရာဝန်စီသွား medical check up လုပ်ယောဂရှိတယ်လို့ယောဂအမယ်တက်လိုက်မှတချို့သိကြောက်တယ်မသိချင်ဘူးဆိုတာကိုလိန်ထားတာပဲဟုတ်တယ်မဟုတ်လားသိတာမသိတာနဲ့ယောဂဖြစ်တာမဖြစ်တာနဲ့ဆိုင်ရလားမဆိုင်ပါဘူးအဲ့တော့မသိတော့မကြောက်ရဘူးပေါ့လေညက်ကန်းတစ်စိမကြောက်တဲ့အကြောင်းမျိုးပဲသိတဲ့အခါကျတော့ယောဂဆိုတာကုစားရင် chance တွေမရနိုင်ဘူးလားကျမ်းမာလာဖို့အတွက်ကိုယ်မှဒီယောဂရှိတယ်လို့သိလာလို့ရှိရင်ထိုယောဂအတွက်စေဝတ္တဆာနဲ့ကုမမယ်တရားဓမ္မတွေကြိုးစားအထောက်မယ်ဒီလိုရောမဖြစ်နိုင်ဘူးလားတကယ်ကအဲ့ဒါလို့ဖြစ်ရမှာနော်စကိုင်းဘက်မှာဆိုဆရာဝန်ကြီးတယောက်ဖြစ်တာကအသက်ကင်ဆာသို့တော့အိမ်သူအိမ်သားတွေကလိန်ထားတယ်အသက်60လို့ပဲဒီလိုပဲပြောတယ်အသက်60ဆိုရင်အတော်နဲ့မသေးသေးဘူးပေါ့အသက်ကင်ဆာဆိုရင်မျောနေချက်မရှိဘူးပေါ့ဒီလိုအသိပေါ့နော်အဲ့ဒါလို့လိန်ထားပြီးတော့နေရင်ကနေပြီးတော့ယောဂအခြေအနေကပို့ဆုံးလာနောက်ဆုံးအချိန်ရောက်လာတဲ့အခါကျတော့မှသူကလည်းသူကိုယ်တိုင်ကလည်းဆရာဝန်ဆိုတော့သိတာပေါ့ပြီးတော့အဲ့ဒီကြမှာပါပြောတော့ဆိုချုပ်ပြမသေးခြင်းသေးဘူးဘာမှလည်းမလုံးဝသေးဘူးစောစောကသိထားမယ်ဆိုလို့ရှိရင်ဒီယောဂဘလောက်နဲ့အသက်တန်းဟာဘလောက်ပဲကြံတော့တယ်ဆိုရင်သိထားရင်ပြင်ဆင်မှုမလုပ်နိုင်ဘူးလားလုံနိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်လုံနိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်အဲ့တော့ medical check up လုပ်လို့ diagnose ထဲမှာယောဂရှိတယ်လို့ဆိုရင်လည်းဝမ်းမနေနဲ့ယောဂမရှိဘူးဆိုလို့လည်းမပြောနဲ့ယောဂမရှိဘူးဆိုလဲတနေ့သိမှာပဲယောဂရှိတယ်ဆိုတဲ့လူလည်းသိမှာပဲတခါတလေယောဂမရှိဘူးဆိုတဲ့လူကတော့အရင်သိချင်းသိတတ်တယ်
မဟုတ်ဘူးလားအဲ့တော့ဘာပဲဖြစ်ဖြစ်လူဘဝရလာရင်နောက်ဆုံးကသေခြင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသိထားသည်အတွက်ကြောင့်မသိခင်ကိုဘာတွေလုပ်နေတင်တယ်လဲမစင်စားသင့်ဘူးလားစဉ်းစားသင့်တယ်ဒီတိုင်းမနေသင့်ဘူးလူဆိုတာတဏိသေးမှာကြီးလဲသေးတာပဲငယ်လဲသေးတာပဲမြတ်စွာဘုရားဟောထားတယ်လေဒဟရာသမဟန္တာသယေဘာလာယေသပန္တိတာသဗ္ဗေမစ္စုဝတံယန္တိတဲ့ဒဟရာသငယ်ငယ်လဲသေးတာပဲတဲ့မဟန္တာသအသက်ကြီးမှလည်းသေးတာပဲတဲ့ယေဘာလာယေသပန္တိတာမသိနားမလဲတဲ့လူလည်းသေးတာပဲတဲ့ပညာတတ်တဲ့လူလည်းသေးတာပဲတဲ့မသေးတဲ့လူရှိလားအေးမရှိဘူးဆိုတာသိထားပြီးတဲ့နောက်မှာကိုဘာလုပ်တဲ့လဲကြောက်နေဖို့မဟုတ်ဘူးเนาะရင်ဆိုင်ရဲဖို့သိခြင်းတရားဟာကြောက်ဖို့မဟုတ်ဘူးရင်ဆိုင်ရဲဖို့ပဲမှန်မှန်ကန်ကန်နဲ့ရင်ဆိုင်ရဲရမယ်ဒီလိုဆိုလို့လားဘုန်းကြီးတို့ဂျာမနီသွားတော့ကအပြန်မှာလေမြန်ပေါ်မှာ Reader's Digest magazine တစ်စောင်တွေ့တာလေမြန်ပေါ်မှာခဏဖတ်တော့ဘသူရဲ့အကြောင်းရေးထားတော့ဆိုအရင်တော့ကအမေရိကန်သမ္မတလောက်သွားတဲ့သမ္မတကနေဒီရဲ့ဇနီးချက်ကလင်းကနေဒီရဲ့နောက်ဆုံးနေ့အကြောင်းရေးထားတာရှိတယ်သူကနယူးယောက်မှာချက်ကလင်းကနေဒီဆိုတဲ့သမ္မတကတော့တက်60လောက်ရှိတဲ့အခါမှာသူယောဂရဆေးရုံတက်ပြီးဆေးကုတဲ့အခါကျတော့ဆရာဝန်တွေက diagnose မှာဖော်ပြလိုက်တယ်ဘာဖြစ်တယ်ကင်ဆာယောဂဆိုတာ incurable ကုလို့မရဘူးပေါ့ကင်ဆာဆဲလေးတွေကပြန့်နှံ့နေတဲ့အတွက်ကြောင့်ကုလို့မရဘူး incurable ကုမရတဲ့ယောဂမျိုးဖြစ်နေပြီဆိုသူသိတဲ့အခါကျသူဘုရားဘာသာမဟုတ်ဘူးမဟုတ်ပေမဲ့လို့စိတ်မချအောင်သူ့မှာထိန်းတဲ့နိလန်းတော့ရှိနေတယ်ဟုတ်ကဲ့လားသူ့မှာအာကိုရှိတယ်ဘာအာကိုလို့ဆိုသူခရစ်ယာန်ဆိုခရစ်ယာန် God အာကိုမှာပေါ့နော်စိတ်တည်ငြိမ်မှုလေးကိုပြောပြတာပါအိမ်ပြန်လာခဲ့တယ်အိမ်ပြန်လာပြီဘာလို့လို့ဆိုရင်တတရရတန်တန်ရှင်းရှင်းအဝတ်စားစိတ်တွေနဲ့လဲဗမာလို့ဆိုဖီးလိမ့်ပေါ့နော်အဲ့ရခင်းနေကြာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လုပ်သူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပေးလှုပ်တဲ့နာတွေလှုပ်ဒါနလှုပ်တဲ့နာတွေလှုပ်အဲ့လိုလှုပ်ပြီးသူကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုးသူတည်သွားရင်ဘာလုပ်ရမလဲဆိုတဲ့ဆန္ဒတွေဖော်ပြပြီးဒီလိုနေတာတပတ်လောက်နေတော့သူအဲ့ရပေါ်မှာပဲဆုံးသွားတယ်ကဲသူ့အနေထားလေးကဘယ်လောက်ကောင်းလဲဟုတ်ကဲ့ရဲဝံ့ရင်ဆိုင်သွားတယ်လို့ပြောတယ်အဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကဘာတော့ဆိုလို့ရှိရင်သူအားကိုးတဲ့ God ဆိုတာတကယ်အားကိုးရရောက်ရလားဒါပဲဒီတစ်ချက်ပဲစဉ်းစားကြရရှိတခါတလေကျတော့ကိုကတော့အားကိုးတယ်လေလူတွေကြည့်လေသားကိုအားကိုးရမလားလို့ဆိုပြီးတော့ဂရုစိုက်တာအသက်ကြီးတော့သားကိုထော်လော်ကန့်လန့်လုပ်တဲ့သားဖြစ်မဖြစ်ဘူးလားမရှိဘူးလားအေးသမီးကိုအားကိုးရမယ်ထင်ပြီးတော့သမီးလေးဂရုစိုက်ပြီးတော့မွေးထားတယ်အသက်ကြီးတဲ့ခါကျကိုယ့်ရန်သူဖြစ်နေတာရောမရှိဘူးလားရှိတယ်တကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်မှဖြစ်တယ်ပေါ့အဲ့လိုတော့ရှိနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေအနေနဲ့သူတို့စာပေကျမ်းဂန်သူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်လိုက်သို့တော့စိတ်ကောင်းနှလုံးကောင်းထားမယ်ကိုချင်းတရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကောင်းရသူကလေးရောက်ဖို့ရတယ်မခဲရင်ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိရင်ဘယ်ပုဂ္ဂိုလ်မျိုးပဲရှိဘယ်ဘာသာဝင်ပဲရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးမှာခေါ်ကဲ့တင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကဲ့တင်မှာဘုရားကဲ့တင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားရမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့အေးကောင်းပြီအဲ့ဒီသမထကတော်ကြီးဟာအေးချမ်းချမ်းနဲ့ကြောက်လန့်လန့်မဖြစ်ဘဲနဲ့တည်ခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့
ဒါလည်းအတူယူစရာပဲလို့နော်ဗမာပြည်မှာဟိုးအထက်ကမော်လိုက်မှာဒကမာကြီးတယောက်သူကတရားအမတန်အားထုတ်တယ်သူလည်းဒီလိုယောဂဖြစ်တယ်ယောဂဖြစ်တော့သူယောဂကိုသူကရှုမှတ်ပြီးတော့ယောဂဓာတ်ကိုကြိတ်မိတ်ပြီးတော့ခံတကုတ်လုံးကြီးလည်းဖောရောင်ပြီးတော့အရေးဒီတောင်ထွက်ပြီးပေါက်ပွဲနေတယ်လို့ပြောတယ်အဲ့ဒါကိုပဲသူတရားရှုမှတ်နေတယ်ဆရာဝန်တွေခေါ်ဆေးကုသူ့ကိုပြောတယ်သူကသူအေးဆေးဆေးနေပါရစေမကုပါနဲ့ဒီလိုတရားရှုမှတ်ရင်းနဲ့သိခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတာအဲ့ဒီဒကမာကြီးကိုကုပေးတယ်ဆရာဝန်တယောက်ကပြောဘူးတယ်စိတ်တည်တည်ငြိမ်ငြိမ်နဲ့မငြီးမညူပဲနဲ့ယောဂါကိုခံပြီးတော့နောက်ဆုံးနေ့ကိုကြုံသွားတယ်ပေါ့နော်အဲ့တော့လူတွေဟာအနေတက်ဖို့လိုသလိုပဲအသေးတက်ဖို့လည်းလိုသေးတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီသုတ်တံမှာဘာဟောထားတော့ဆိုနေမကောင်းထိုင်မသာဖြစ်ပြီးတော့ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုပညာရှိတဲ့မိတ်ဆွေတယောက်ကအားပေးစကားပြောတဲ့နဲ့လို့တည်းဟောထားတာအကျိုးရှိလို့ပြောတာအားပေးစကားပြောရမှာတချို့ကြတော့ဘုန်းကြီးပင့်ပြီးတော့ပရိရွတ်ထားတော့မှငါ့ကိုသေမှထင်လို့ပရိရွတ်ထားလားလို့ဆိုပြီးတော့လူကမကြိုက်ဘူးဟုတ်ကဲ့လားအဲ့ဒါကိုယ့်ကိုယ်လိန်နေတာမဟုတ်ဘူးလားအဲ့ဒါလိုလိန်တာမျိုးကသူများလိန်တာမကောင်းတယ်လို့ကိုယ့်ကိုယ်လိန်ရင်လည်းမကောင်းဘူးနော်အမျိုးစုံလုံးလေးရှိကြတယ်မြတ်စွာဘုရားကအားပေးစကားပြောရမယ်တဲ့ဗမာပြည်မှာတော့တချို့ကအားပေးစကားမပြောဘဲနဲ့ဘာပြောတော့ဆိုသင်္ကေစောနဲ့မျောနေတဲ့လူဗန်စာအုပ်ဘယ်နှထားခဲ့တော့မေးတဲ့လူကမလို့လက်ကောက်တို့စိတ်နှကတ်တို့ဘယ်နှထားတော့တည်တဲ့လူ၆မှမလားအဲ့လိုမေးဘုန်းကြီးတွေလည်းပြန်တော်မူကန်ဤဆိုရင်အဲ့ဒီကျောင်းကိုဘသူအခက်မှတော့ကလာသေးတာဟုတ်ကဲ့လားအဲ့ဒါအားပေးစကားဖြစ်ပါမလားမဖြစ်ဘူးတွန်းလွတ်တာနဲ့ဒူးနေတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးမဖြစ်သင့်ဘူးတဲ့တကယ်ကအားပေးစကားပဲပြောရမယ်မြတ်စွာဘုရားကအားပေးစကားပြောဖို့ဒီသုတ်တံလေးမှာသင်ပေးထားတာကဲဒီသုတ်တံလေးမှာမြတ်စွာဘုရားကအားပေးစကားသင်ပြောရမယ်ဆိုတော့ဘယ်လိုပြောရဒီနေရာမှာတတိထားဖို့ရကအားပေးစကားပြောတဲ့လူကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အားပေးစကားအပြောခံတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆင်ញင်တုံတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လူမိုက်သောအားပေးစကားပြောလို့မရဘူးလက်ခံညီမှခံနော်ပြောတော့ငါမသေးသေးဘူးငါသေးမယ်ထင်လို့လာပြောတာလားဆိုရန်တောင်တွေ့လွတ်လိုက်လေဦးမယ်ဟုတ်ကဲ့လားအဲ့တော့အားပေးစကားပြောတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကပညာရှိတဲ့ဥပဒကသည်တဲ့ပညာရှိတဲ့ဥပဒကနေမကောင်းထိုင်မသာဖြစ်နေရင်အားပေးစကားဆုံးမစကားပြောပါလို့ပြောတာအဲ့ဒါလို့အားပေးစကားပြောလိုက်ရင်အကျိုးရှိနိုင်ငံခြားတိုင်းပြည်တွေကဆေးရုံကြီးတွေမှာမျှော်လင့်ချက်ကင်းသွားတဲ့လူနာတွေဆရာဝန်တွေကဆေးကောက်ကုသမှုကိုဆက်မလုပ်တော့ဘူးဆိုတဲ့လူနာတွေကိုသက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေဘာသာဝင်တွေကနေပြီးတော့အားပေးစကားပြောဖို့ဆိုပြီးတော့ထားရတယ်သူကောင်းတဲ့အစီအစဉ်တစ်ခုပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒီသုတ်တံမှာလည်းပဲအဲ့ဒီအဓိပ္ပာယ်မျိုးဟောထားတာလေဒါဖြင့်အားပေးစကားပြောရမယ်ဆိုရင်ဘယ်လိုအားပေးစကားပြောရမလို့ချက်၄ချက်နဲ့ပြောရမယ်လူဥပဒကချက်၄ချက်နဲ့ပြောရမယ်လူအကြောင်းလေးဆိုဘာပြောမလဲဆိုမင်းမဖရာအပေါ်မှာနှစ်ကာနဲ့အသိဉာဏ်နဲ့ဖရာပေါ်မှာယုံကြည်တဲ့တရားတရားတွေရှိနေတယ်ဘာမှကြောက်စရာမလိုဟုတ်ကဲ့စိတ်အေးလက်အေးနေနိုင်တယ်ပေါ့ဘယ်ဘဝခရီးပဲဖြစ်ဖြစ်တူတူပဲဘဝဒီဘဝသိသွားလဲနောက်ဘဝတစ်ခုရောက်မှာပါဟိုဘဝလည်းဒီလိုသိလာတာပဲလေအခုအသက်30ရှိတဲ့လူဟာဟိုဘဝသိလာတာအနှစ်30ရှိပြီပေါ့မွေးနေ့ဟာသိနေပဲဟိုဘက်ကလာခဲ့တာနဲ့ဟုတ်ကဲ့လားသိတဲ့နှစ်ကိုပြန်တွက်တာနဲ့တူတူပဲလေဟိုဘဝသိပြီးမှဒီဘဝကိုဖြစ်တာ哦နော်
ဒါကြောင့်မို့လို့ပထမအားပေးစကားပြောရမှာပါတော့ဗုဒ္ဓေအဝိစ္စပတာဒေနသမဏဂတောအဝိစ္စပတာဒဆိုတာမြတ်စွာဘုရားကိုဂုဏ်တွေကိုသိပြီးတော့နှစ်ကာယုံကြည်တဲ့တရားရှိရမယ်အဲ့ဒီတရားတရားမင်းမရှိနေရင်ဘာမှကြောက်စရာမလိုဘူးမကောင်းတဲ့ဘဝဘယ်တော့မှမရောက်ဘူးဟောဒီဟာကကယ်သွားလိမ့်မယ်အားပေးစရာဒါလေးကိုအားကိုးဟုတ်ကဲ့လားဗုဒ္ဓေဝိသပတာဒဘုရားကိုနှစ်ကာယုံကြည်တယ်ဆိုတာဘယ်လိုဟာတော့ဆိုနော်လူတွေကဘုရားကိုကိုးကွယ်တာအမျိုးမျိုးမရှိဘူးလားတချို့ဘုရားကိုးကွယ်တာဘယ်လိုရည်ရွယ်ချက်နဲ့ကိုးကွယ်တာတော့ဆိုလက်ကောင်းအောင်လို့ကိုးကွယ်တာအဲ့ဒါနှစ်ကာယုံကြည်တာမဟုတ်ဘူးဒီဘုရားကိုးကွယ်လို့ရှိရင်ထီပေါက်မယ်ချဲပေါက်မယ်စီးပွားတက်တယ်ဆိုတဲ့အနေနဲ့ကိုးကွယ်တာမရှိဘူးလားအဲ့ဒါမျိုးတွေဒါကြောင့်မလို့အမေနေကြိုက်နံကြိုက်တွေပါလေဘေးရင်ဆရာစီမေးပြီးတော့ဘယ်နေသားဆိုရင်ဘာအသားကိုးကွယ်ရမယ်ဆိုပြီးတော့အဲ့ဒါမျိုးအထူးမှားပြီးတော့ကိုးကွယ်ကြတယ်စင်စည်းရင်မြင်းရံတယ်ဆိုပြီးစင်စည်းမြင်းရံရုပ်ပွားကိုးကွယ်တာတော့အဲ့ဒါတော့အတိညာနဲ့ကိုးကွယ်တာလို့ဆိုနိုင်ပါမလားသို့တော့အဲ့ဒါမျိုးကိုးကွယ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒါအဝိစ္စပတာဒမဟုတ်ဘူးတဲ့ဘာဖြစ်လို့တော့တခုံတစ်ခုတစ်စုံတစ်ခုလိုချင်နေလို့ဒီဘဝရဲ့အကျိုးရှိရာအကျိုးရှိကြောင်းယုံကြည်ချက်အတိညာမဲ့တဲ့ပညာမဲ့တရားလို့ခေါ်တယ်ပေါ့နော်ပညာမဲ့တဲ့တရားနဲ့ကိုးကွယ်တာမျိုးတွေကြတော့ခုနကအကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်ဘုန်းကြီးပြောတာထိုက်တဲ့လောက်အကျိုးလေးတော့ရှိမယ်ဒါပေမဲ့လို့အစွမ်းထက်တဲ့အကျိုးမျိုးတော့မဖြစ်နိုင်ဘူးတရားပညာမဲ့တရားနဲ့ကိုးကွယ်တာမျိုးဖြစ်နေပညာရှိတဲ့တရားနဲ့ကိုးကွယ်ရမယ်ဆိုတာဘယ်လိုဟာတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေအရဟံဆိုရင်နှလုံးသွင်းလိုက်တို့မှာလောဘတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်မြတ်စွာဘုရားရဲ့စိတ်ထဲမှာဟောဒီလောဘဒေါသမောဟတို့ဆိုတာလုံးဝမရှိဘူးဘုရားစိတ်ဟာဖြူစင်လိုက်တာဟောအရဟံဂုဏ်တော်ကိုအာရုံပြုတဲ့အခါကျတယ်နော်ကိလေသာအတော်တွေကလုံးဝကင်းနေလို့မြတ်စွာဘုရားစိတ်ဆိုးတယ်ဆိုတာမရှိဘူးလောဘဖြစ်တယ်ဆိုတာမရှိဘူးမသိဘူးဆိုတာလည်းမရှိဘူးလောဘဒေါသမောဟကင်းတဲ့ဘုရားပဲလို့ဟောအရဟံဂုဏ်တော်ကိုဒါကြောင့်မို့လို့ဒီလိုလောဘဒေါသမောဟတွေကင်းနေသည့်အတွက်ကြောင့်တလောကလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေကဥညွတ်ပြီးတော့ရှ िख ိုးလိုက်တဲ့ဘုရားပါလားရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရဂုဏလီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆေးမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်မှာတေကန်ဒီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေဘုရားကဆောင်းကကြွလာတဲ့အခါထတောင်ရှစ်မခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့ဩဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှစ်မခိုးလိုက်ရဘူးခုရှစ်ခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုကြည့်ဘလောက်စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော်လက်ဥတော်မချီနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာရုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံလေးနဲ့တင်ပဲကြည့်နတ်ပြည်ရောက်လာလူမပြောနဲ့ကက္ကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်ထဲကဖားလေးတစ်ကောင်မြတ်စွာဘုရားတရားဟောတာတစ်ပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝိုးရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော်တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ကြည်နူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နွားကြောင့်သားကတပြားတဲ့ခေါင်းကိုထောက်ပြီးဖိလိုက်လို့သူခင်ဗျာတည်သွားတာအဲ့ဒီကြည်နူးတဲ့စိတ်ကလေးဘုရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့စိတ်ကလေးနဲ့တည်းပဲနတ်ပြည်ရောက်သွားတယ်ကဲဘလောက်ဆောင်းဆောင်မှုကောင်းလဲဒါကြောင့်ဗုဒ္ဓေအဝိစ္စပတာရမြတ်စွာဘုရားကိုအသိဉာဏ်နဲ့များကြည်ညိုလိုက်မယ်ဆိုလို့ရှိရင်ဒီတဲ့အစာပေါင်းများစွာအကျိုးရှိတယ်အားကိုးစရာမကောင်းဘူးလားကောင်းပါရဲ့ဗျာပိုက်ဆံတွေဘလောက်ချမ်းသာထိုပိုက်ဆံကနတ်ပြည်မပို့နိုင်ဘူးနော်ပစ္စည်းဥစ္စာကနတ်ပြည်မပို့နိုင်ဘူး
ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးဒါနကောင်းမှုလုံးမှသီလဆောက်တည်မှနတ်ရဒုက္ခတိဆိုတာရောက်တာဟုတ်ကဲ့လားလောကမှာပစ္စည်းဥစ္စာဆိုတာပစ္စည်းရှိလာပြီးတော့ပစ္စည်းကိုအကြောင်းပြုပြီးလူတိုင်းချမ်းသာဒုက္ခရတယ်လို့မအောင်မိနဲ့ဒီဘဝမှာလည်းပဲဆင်းရဲကြပြီးနောက်ဘဝမှာလည်းဒုက္ခရောက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟနန္တိဘောဂထုံမိတာနောစပါရခဝေတိနောအတိညာမရှိတဲ့ပုဂ္ဂိုလ်ကိုပစ္စည်းဥစ္စာတွေကဖြည့်ဆည်းတတ်တယ်တဲ့ပစ္စည်းဥစ္စာကြောင့်ထိုပုဂ္ဂိုလ်ပျက်စီးရတယ်ပေါ့ပစ္စည်းဥစ္စာကြောင့်ဒုက္ခရောက်တယ်ပစ္စည်းဥစ္စာကြောင့်သေရတယ်ဟောအမျိုးစုံရှိတယ်လူတွေမှာနော်ပစ္စည်းဥစ္စာကဒုက္ခပေးဖို့သို့တော့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကိုဖျက်ဆီးနိုင်ပေမဲ့လို့ဒီဘဝမှာဒီလိုဖျက်ဆီးတယ်ဖျက်ဆီးနိုင်ပေမဲ့လို့ပစ္စည်းဥစ္စာကိုအသုံးချပြီးတော့နိဗ္ဗာန်တစ်ဖက်ကန်းကိုတက်လှမ်းလို့တဲ့သူတော်စင်တွေကိုတော့ပစ္စည်းကအနှောင့်အယှက်မဖြစ်ဘူးပစ္စည်းကိုအကြောင်းပြုပြီးတော့သူတို့ကကောင်းမှုတွေပြုကြတယ်ဟုတ်ကဲ့လားအဲ့ဒါလို့မဟုတ်လို့ရှိရင်ဒီဘဝမှာလည်းပစ္စည်းကြောင့်အန္တရာယ်ဖြစ်ရတယ်ထိုပစ္စည်းကိုတတ်မဲ့ပြီးတော့သေရသည့်အတွက်ကြောင့်နောက်ဘဝမှာလည်းပြိတ္တာဖြစ်တယ်ငရဲရတယ်ဟောဒါမျိုးတွေဖြစ်ကုန်တယ်အဲ့တော့ပစ္စည်းဥစ္စာအားကိုးစရာဟုတ်ကဲ့လားမဟုတ်ဘူးအဲ့တော့တကယ်အားကိုးစရာဆိုတာဘာတော့ကိုယ့်ကိုယ်စမ်းစစ်ကြည့်အဝိစ္စပတ္တာရဖရာနဲ့ပတ်သက်ပြီးခုံကိုထိထိခိုက်ခိုက်ခုံတော်ကိုထိရောက်ပြီးငါကြည်ညိုနိုင်ရလားဖရာကိုခုံတော်ကိုတိပြီးတော့ကြည်ညိုတဲ့ကြည်ညိုမှုမျိုးဟုတ်ကဲ့လားပညာနဲ့သရာလားပညာမဲ့သရာလားကိုယ့်ကိုစမ်းစစ်ကြည့်ရမယ်နော်အဝိစ္စပတ္တာရဆိုတာအသိဉာဏ်ရှိရှိနဲ့ဖရာကိုယ်ပဲအဲ့တော့ဖရာဆိုတာရုပ်ဆင်းတုကဘုရားကိုစားအနေနဲ့ရှိတာဘယ်လိုရုပ်ဆင်းတုမျိုးကိုးကွယ်မကိုးကွယ်ကောင်းမှုဆိုတာလည်းမရှိဘူးဘုရားအမှတ်နဲ့ရှိခိုးဥချပြီးတော့ထိုဘုရားမှာအရဟံစတဲ့ဂုဏ်တွေရှိနေတယ်အရည်ချင်းတွေရှိကိုယ်မှမရှိနိုင်တဲ့အရည်ချင်းတွေသမ္မာသမ္ဗုဒ္ဓတရားဓမ္မတွေကိုမှန်မှန်ကန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ဆိုတဲ့အရည်ချင်းရှိတယ်ဝိဇ္ဇာစရဏသမ္မာနအတိပညာအတိဝိဇ္ဇာအကျင့်တရားတွေနဲ့လည်းပြည့်စုံတယ်သူကတနိဗ္ဗာန်ထီအောင်ပေါက်ရောက်ပြီးသားလည်းဖြစ်တယ်ကောင်းမြတ်တဲ့တရားစကားကိုဟောပြောနိုင်တယ်လောကဝိတုလောကအကြောင်းကြီးကောင်းကောင်းသိတယ်စသဖြင့်ကိုကြည်ညိုရာဗုဒ္ဓရဲ့ခုံအရေးချင်းတွေကိုသိပြီးတဲ့အခါမှာမြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့ခိုင်မြဲတဲ့တရားတရားရှိနေပြီဆိုရင်အဲ့ဒီတရားတရားလေးကဘယ်လိုနည်းနဲ့မှအပယ်ကိုမကျစေနိုင်တော့ဘူးဒီတရားတရားလေးချောင်းကောင်းရတုဂတိရောက်မယ်ဆိုခုနကလိုတေဂန်ဒီမှာစိတ်အားငယ်နေရဘယ်သွားလို့သွားရမှမသိတဲ့စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်ဖို့လမ်းမဖြောင့်မေဘူးလားဆိုပါစို့လူတယောက်ခရီးသွားတယ်ခရီးသွားတဲ့အခါမှာကိုသွားမဲ့ခရီးကိုလည်းသိတယ်ကိုရောက်တဲ့အခါမှာလည်းပဲဘယ်မှာနေရမယ်ဆိုတာကိုသိတယ်ဆိုရင်အဲ့ဒီလူဟာခရီးသွားတဲ့အခါပျော်ပါးမရှိဘူးလားအဲ့ဒီလိုမဟုတ်ဘဲနဲ့မသိတဲ့နေရာမှာဆွေမရှိမျိုးမရှိကိုမသိတဲ့နေရာကိုသွားရမယ်ဆိုရင်ဘယ်လိုများနေရပါမလဲဆိုပြီးတော့စိတ်ထဲမှာအားငယ်မှုတွေမဖြစ်ဘူးလားအေးအဲ့ဒါမျိုးလိုပဲတန်တရားဘဝခရီးတစ်ခုကိုသွားတော့မယ်ဆိုလို့ရှိရင်တေဂန်ဒီမှာအားငယ်တာတော့အမျိုးမျိုးပေါ့လက်ရှိကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေကိုစွန့်ခွာသွားရမှာတစ်ခုကိုမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ထားကြရမှာလဲဒါအားငယ်စရာတစ်ခုပေါ့နော်အဲ့တော့ကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေတို့ကိုမြတ်နိုးတဲ့ပစ္စည်းတွေတို့ဆိုတာကိုယ့်အတွက်အားကိုးရဟုတ်ကဲ့လားမဟုတ်ဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ဘုရားပေါ်မှာနှစ်ကကြီးညိုတဲ့တရားတရားပညာနဲ့ကြီးညိုတဲ့တရားတရားတွေသာနဲ့ကိုယ့်အတွက်အားကိုးရအစစ်ဖြစ်တယ်အားကိုးလိုက်ပါတဲ့အဲ့ဒါအားကိုးထားပြီးဘာမှမပူနဲ့မင်းမဟောဖះကိုကြီးညိုတဲ့သရာစိတ်တွေပညာနဲ့သိတဲ့သရာစိတ်တွေရှိနေတယ်အဲ့ဒါကြောင့်မို့လို့စိတ်အေးလက်အေးနေဘာမှမပူနဲ့တေးသွားဒီတဲ့ကောင်းတဲ့ဘဝရောက်မယ်ဒီလိုအားမပေးတတ်ဘူးလားဟောတကယ်အားကိုးတဲ့အတိုင်းရောမဖြစ်ဘူးလားလို့ဆိုဖြစ်တယ်တကယ်အားကိုးတဲ့အတိုင်းဖြစ်တယ်ဟုတ်ကဲ့အဲ့တော့ဒီဘဝဒီခန္ဓာကိုယ်ကြီးကအသက်အရွယ်ကြီးလာလို့ကောင်းတော့တာမှမဟုတ်တာလောကလူတွေကြည့်တယ်အသက်ကြီးလာလို့ရှိရင်မကောင်းတဲ့ဆင်းရဲတွေကများလာတယ်သိတယ်ကိုယ့်အကိုတွေ့ကြည့်
ပြောကြတယ်လေဖိုးကြီးဖွားကြီးတွေမျက်စိကမကောင်းဘူးတဲ့မျက်စိမှုံနေနားလည်းမကောင်းဘူးတဲ့ဟောမကောင်းတာမျက်စိတစ်ခုတည်းတည်းမဟုတ်မျက်စိလည်းမကောင်းဘူးတဲ့နားလည်းမကောင်းဘူးတဲ့ဒူးလည်းမကောင်းဘူးတဲ့ဟောမကောင်းတာတွေများမလားဘူးလားဒီတဲ့ပိုရောက်များလာလို့ရှင်ဘာဖြစ်လို့နှလုံးကမကောင်းဘူးတဲ့ကြောက်ကမကောင်းဘူးနဲ့အသေးကမကောင်းဘူးနဲ့ဆိုတော့မကောင်းတာတွေကောင်းတာတစ်ခုမှကိုမရှိတော့ဘူးဟုတ်ကဲ့လားအကောင်းတွေကုန်သွားလို့ရှင်ဘာဖြစ်လဲသေရတော့တာပေါ့ပြီးတော့မတဲ့တဲ့ဆင်းရဲတွေလည်းများလာတယ်အသက်ကြီးလာလို့ရှင်ဟုတ်ကဲ့လားအစဆုံးဝက်သားမတဲ့ဘူးတဲ့ဘာဖြစ်လို့သွေးတို့ရှိလို့တရားမတဲ့ဘူးတဲ့ဘာဖြစ်လို့စီးကြိုယောဂရှိတယ်ဟောမတဲ့တာတွေရောများမလားဘူးလားနောက်ကြတော့ဘယ်သူနဲ့မှမတဲ့တော့ဘူးဆိုရင်ကိုယ့်ဘက်ကိုအဲ့ဒါသုတ်တန်ရောက်သွားတော့လားပဲအဲ့တော့တေချာစဉ်းစားကြည့်မကောင်းတာတွေကလည်းများလာတယ်မတဲ့တာတွေကလည်းများလာတယ်ဒါတန်ဝေကဖြစ်เสียမကောင်းဘူးလားငယ်ငယ်တုန်းကတော့မတဲ့တာဆိုမရှိဘူးကုံစားနော်မကောင်းတာဆိုလည်းအကုန်မရှိဘူးကုံကောင်းအဲ့တော့ဒီလိုဖြစ်လာတဲ့အခြေအနေမျိုးကိုယ်တိုင်သိရမှာပေါ့အဲ့တော့ကျန်တာတွေကမကောင်းဘူးကျန်တာတွေနဲ့မတဲ့ဘူးဆိုရင်ကိုတဲ့ဖို့အတွက်ကဘာတော့ဆိုလို့ရှိရင်တရားဓမ္မနဲ့တော့တဲ့အောင်နေရမယ်ဟုတ်ကဲ့လားမျက်စိမကောင်းခြင်းနေခါမကောင်းခြင်းနေနားမကောင်းခြင်းစေကြောက်ကမကောင်းစေခြင်းနေနှလုံးမကောင်းခြင်းနေအသေးမကောင်းခြင်းနေဘာကောင်းအောင်စိတ်ကလေးကောင်းနေဖို့လိုတယ်ဟုတ်ကဲ့လားအဲ့ဒီစိတ်ကလေးကောင်းနေအောင်ဘုရားပေါ်မှာနှစ်ကာယုံကြည်တဲ့တရားတရားလေးကောင်းနေဖို့လိုတယ်တဲ့အဲ့ဒါလေးကောင်းနေလို့ရှိရင်ကျန်တာတွေကပြစ်ထားခဲ့ရမှာပဲကောင်းလည်းပြစ်ရတာပဲမကောင်းလည်းပြစ်ရတာပဲငယ်ငယ်ရွယ်ရွယ်နဲ့သိတော့လေကောင်းတော့ပြစ်ထားခဲ့တာပဲမဟုတ်လားခန္ဓာကိုယ်ကြီးဆိုတာငယ်ငယ်နဲ့သိသွားတဲ့လူတွေကောင်းတော့ပြစ်ထားခဲ့တာအသက်ကြီးမှသိတဲ့လူကမကောင်းလို့ပြစ်ခဲ့တယ်ဆိုရင်ငယ်ငယ်နဲ့သိရင်ကောင်းတာတော့ကောင်းတော့ပြစ်ထားခဲ့ရတာပဲဟုတ်ကဲ့လားအဲ့တော့ကိုယ်တတိထားမှာအကောင်းဆုံးဖြစ်နေအောင်လုပ်ဖို့ရဘာတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲရသော်ဘုရားဂုဏ်ကြီးရဲ့ထုံမှန်းပြီးတော့နေထားတဲ့စိတ်ဟာတဲ့ဘယ်တော့မှအောက်ကိုမရောက်စေဘူးမဟာနာမင်းကြီးကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်မဟာနာမပူနဲ့တဲ့သီလနဲ့ထုံမှန်းထားတဲ့စိတ်သမာဓိစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ပညာစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုမကျစေဘူးဥပမာမဲ့ထောပတ်အိုးကြီးကိုရေထဲမှာခွဲလိုက်မယ်ဆိုလို့ရှိရင်အိုးခွဲတွေကအောက်ကျသွားတယ်ထောပတ်တွေကတော့အပေါ်တက်လာတယ်ဟုတ်ကဲ့လားစီအိုးကြီးကိုခွဲလိုက်လို့ရှိရင်လည်းအိုးခွဲတွေကအောက်ရောက်သွားပြီးတော့စီကတော့ရေပေါ်တက်လာမှာပါအဲ့ဒီတိုင်းပဲဖះချီညိုတဲ့စိတ်ကလေးကအပေါ်တက်လာမှာဘာမှပူစရာမရှိဘူးဒါကြောင့်မို့လို့အားပေးတာလူပြေကမကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုစွန့်ပြီးတော့နတ်ပြေကိုသွားဆိုတာအားပေးတာဘယ်လိုအားပေးတော့ဆိုရင်မြေအိုးကိုခွဲပြီးတော့ရွှေအိုးကြီးကိုရယူတယ်လို့ပဲတဲ့မရှိဘူးလားဟုတ်ကဲ့လားအခုလို့ကိုယ်စိတ်လေးကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့မြေအိုးခွဲပြီးတော့ရွှေအိုးကြီးယူတယ်ဆိုတော့လူတိုင်းမြေအိုးခွဲပြကြမှာကြီးပဲရွှေအိုးပဲရကြကြမှာပေါ့အဲ့တော့လူဘဝကနေနတ်ဘဝရတယ်ဆိုတာဟာမြေအိုးခွဲကိုပြစ်ထားခဲ့ပြီးတော့ရွှေအိုးကိုရယူတာနဲ့တူတူပါပဲတဲ့ဟောဒါကြောင့်မို့လို့အဲ့ဒီမိမိနဲ့ယဉ်နေတဲ့မိတ်ဆွေသင်္ဃာတွေဆွေမျိုးသားချင်းတွေကိုဒီလိုအားပေးစကားပြောပါတဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိစ္စပတာရိဏသမဏဂတောတဲ့ဘာမှအားမငယ်နဲ့မင်းမဓမ္မအပေါ်မှာယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်ကာယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားသည်ဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့သွားခါတော့မြတ်စွာဘုရားအကျိုးနဲ့အကြောင်းနဲ့စီရီအောင်ဟောထားသည့်အတွက်ကြောင့်လွဲလွဲချော်ချော်တစ်ခုမှမရှိဘူးတန်တိဋ္ဌိကိုကိုယ်တိုင်ကျင့်ကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်အကာလိကောအခုချင်းအခုရတဲ့တရားမျိုးဖြစ်တယ်အေဟိပတိကောကိုယ့်ရဲ့မိတ်ဆွေသင်္ဃာတွေလာပြီးတော့လှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်လိုက်တဲ့တရားမျိုးဖြစ်တယ်ဩပနေကအခုပဲစိတ်ထဲမှာနှလုံးသွင်းအခုပဲစိတ်ချမ်းသာသွားစေနိုင်တယ်ဟောပိဿတံဝေရိတဘောဝိညုဟိ
သူတော်ကောင်းတွေဟာကိုအတိအတိကိုကျင့်ကိုခံစားရတယ်တဲ့ဟောဘုရားရဲ့တရားတော်တွေရဲ့ခုံကြီးတွေကိုဒီလိုနှစ်ကသိပြီးတော့ယုံကြည်တဲ့တရားတရားဟာစိတ်ဓာတ်ကလေးကိုဖြူစင်စေတယ်အဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကလေးကခန္ဓာကိုယ်ကြီးကဘယ်နေရာကမကောင်းကောင်းသူကကောင်းတဲ့ပုံကိုဆောင်သွားမှာပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားငယ်စရာပါရှိဘာမှမရှိကြည့်လေတချို့ဆိုလို့ရှိရင်ဥပမာပဲခရီးသွားတယ်ဟိုမှာဆွေတွေမျိုးတွေအရင်ချာတွေရှိတယ်ဒီအိမ်ကိုပိတ်ထားခဲ့ပြီးတော့ဟိုအိမ်ကိုသွားတယ်ဟိုမှာလည်းကိုယ်ဆွေမျိုးတွေကကိုယ်ကြိုးနေတာလို့သိလို့ရှိရင်အားငယ်မှုဖြစ်ရလားမဖြစ်ဘူးထို့တူပဲကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကအားငယ်စရာဘာတစ်ခုမှမရှိဘူးမြတ်စွာဘုရားအဲ့ဒါကြောင့်မလို့ပုံညာလိပဋိကဏ္ဍိကုသိုလ်တွေကကျိုးနေကြမှာတဲ့ဘယ်ဘုံသွားကိုလှုပ်ထားတဲ့ကုသိုလ်တွေကိုရင်တဲ့နှလုံးထဲမှာစိတ်ဓာတ်ထဲမှာဖြူစင်ပြီးတော့နေတဲ့ကုသိုလ်တွေကကိုယ်ကျိုးနေကြမှာအဲ့ဒီလိုအားပေးစကားပြောရမယ်တဲ့စိတ်ငကကြီးပယ်ထားလာလို့သွားတော့မမေးနဲ့နော်အဲ့ဒါမျိုးတွေကိုအခုခေတ်တော့မေးနေကြတာပဲလေဒါမျိုးပဲဟုတ်ကဲ့ဘုန်းကြီးတွေပြန်တော်မူတော့အေးအေးဆေးဆေးမပြန်တော်မူတော့ကျောင်းဘသူအခက်မှာတော့မျိုးလာသေးတာအဲ့တော့ဘယ်လိုလုပ်ကောင်းရသူကတိရောက်နိုင်မှာမလို့စိတ်တွေကိုညှဉ်းနှွမ်းသွားအောင်နှုတ်ချောက်လိုက်တယ်လို့မဖြစ်ပေဘူးလားအားပေးစကားပြောရမှာကအိုးကိုအားကိုးစရာတွေအများကြီးရှိတယ်ဘာမှမပူနဲ့ဟုတ်လားကိုယ်စိတ်ထဲမှာအားကိုးတွေရှိတယ်ဓမ္မဟာတကယ်အားကိုးရအစ်ဖြစ်တယ်ထို့တူပဲအရိယသံဃာတွေကိုကြည့်လိုက်သုပ္ပတိပန္နဘုရားဟောတဲ့အတိုင်းမှန်မှန်ကန်ကန်ကျင့်နေကြတယ်ဥစုပတိပန္နဖြောင်းဖြောင်းမတ်မတ်ကျင့်ကြတယ်ညာယပတိပန္နလမ်းစဉ်မှန်မှန်ကျင့်တယ်တာမိစိပတိပန္နနော်ဘယ်တော့မှလွယ်လွယ်မမမကြည့်ပဲနဲ့မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရဟောအကျင့်မှန်ကန်မှုတွေအကျင့်မှန်ကန်မှုတွေကိုကျင့်ထားသည့်အတွက်ကြောင့်အာဟုနေယအဝေးကယူလာတဲ့ပစ္စည်းတွေလှူဒန်းပြီးတော့ပူဇော်လိုက်တယ်ပါဟုနေယဧည့်သည်တွေအတွက် special ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ပူဇော်တိုက်တယ်ဟောဒက္ခိနေယအိဇလိကရဏီယလက်အုပ်ချီတိုက်တယ်အနုတ္တရံဘုံညခိတံလောကသလောကရဲ့ကုသိုလ်ကောင်းမှုလှုပ်ရှားလဲမြေတာလို့ဖြစ်တယ်ကုသိုလ်ပင်ပြိုးခြင်းရင်တန်ခါမှာပဲပြိုးရတယ်ဒီလိုပြောတာနော်အဲ့ဒါလို့အာကိုးเสียတန်ခါပေါ်မှာနှစ်ကာဒီလိုယုံကြည်တဲ့တရားတရားဖြစ်ကိုနှစ်စဉ်နှစ်တိုင်းဒီမှာဝိနည်းစာပြန်ပွဲကြီးကျင်းပနေတယ်ဩဝိနည်းပြန်ဆိုးနေကြတဲ့တန်ခါတွေလူမယ်တန်းမယ်လက်အုပ်လေးတစ်ချိန်ခြိလိုက်မယ်ဖြော်ရည်လေးတစ်ခွက်တိုက်မယ်ရေလေးတစ်ခွက်တိုက်မယ်ဟောမရဘူးလားကုသိုလ်တွေအများကြီးရနော်အဲ့ဒီတန်ခါကိုချီညိုတဲ့တန်ခေအဝိဇ္ဇပတာဒဆိုတဲ့ပညာနဲ့တရားတရားတွေပညာရှိနဲ့ယုံကြည်တဲ့တရားတရားတွေကကိုယ်ရင်တဲ့နှလုံးထဲမှာရှိနေလို့ဘာမှမပူနဲ့လို့အားပေးစကားပြောပါမရှိသေးရင်ရှိအောင်လုပ်ပေးရမယ်ဟုတ်ကဲ့ပိုက်ဆံတို့အကြာကြီးစုဆောင်းပြီးလုပ်နေရတာမဟုတ်ဘူးကုသိုလ်စိတ်ဆိုတာအခုဖြစ်အခုရတာမရဘူးလားအခုနှလုံးသွင်းရင်အခုစိတ်ထဲမှာဖြစ်တာပဲလေကြည်မထကုဏ္ဏလီတို့ဆိုဘုရားမြင်မြင်ချင်းမှာကြီးညိုတဲ့တရားလေးဖြစ်လိုက်တာနဲ့ပဲအဲ့ဒါလေးကနတ်ပြည်ပို့လိုက်တာဖားတော်ဝါလေးကလည်းကြည်မြတ်စွာဘုရားအတန်လေးကြားလိုက်တာနဲ့ကြည်နူးတဲ့စိတ်ကလေးကနတ်ပြည်ကိုပို့လိုက်တာဟုတ်ကဲ့လားအဲ့ဒါလို့အာကိုးစရာတွေတကယ်လဲအာကိုးလိုက်တဲ့အရာတွေကိုယ်တဏ္ဍမှာရှိနေတယ်ဆိုတာအားပေးစကားပြောပါတဲ့နောက်တစ်ခုအားပေးစကားပြောရမှာပါတော့စိတ်ဘာမှမပူနဲ့စိတ်ထဲမှာအာတင်ထားမင်းမှာခုချင်းတရားတွေရှိတယ်ငါးပါးသီလမင်းဘယ်တော့မှမဖောက်ပြဘူးလုံခြုံတယ်ဟိုတော့ကမလုံခြုံတော့အခုစောက်တည်လိုက်လုံခြုံသွားပြီဟုတ်ကဲ့လားဟိုတော့ကမလုံခဲ့ပေမဲ့လို့အခုအိပ်ရတဲ့လဲနေတဲ့အချိန်မှာငါးပါးသီလဖောက်ပြတာရှိသေးလားကိုမသင်္ငယ်စောနဲ့မျောနေတာခြင်လေးတွေပါလေးတွေတတ်အောင်မလားတတ်လောက်တော့ပါအောင်နော်ငါးပါးသီလပြည့်ပြည့်ဝဝလုံချုံပါဏာတိပါဒာတို့အဒိနာဒါနကာမေတုမေသာစာရမုဒဝါဒသူရမေရဆိုတဲ့ဒီကံ၅ပါးနဲ့လုံခြုံပြီးတော့သီလဖြူစင်းနေတယ်ခုဆောက်တည်ခုဖြူစင်တာကြည့်လေမကောင်းတာတွေကဘယ်လိုပဲလှုပ်ခဲ့ကောင်းတာတွေလှုပ်တဲ့အချိန်ကစပြီးတော့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးွယ်ဖြစ်တယ်ကိုသီလလေးကိုအာယုံပြု
တကြိမ်တစ်ခါတော့ကိုကငါးပါးသီလချိုးဖောက်ခဲ့ပေမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ဖြစ်လာတာရှင်အင်္ဂုလိမာလာယုကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိအရိယာယာဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇိဝိတဝရောပေတာကြည့်အရိယာအမြတ်အရိယာစဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစေလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်ဟိုတုန်းကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးလို့ပဲသီလဟာအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်ကစပြီးငါ၅ပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအားပေးစကားပြောရမယ်အရိယာတွေစောင့်ထိန်နဲ့မြတ်မြတ်နိုးနိုးစောင့်ထိန်နဲ့ဒီ၅ပါးသီလပြည့်ပြည့်စုံစုံအဲ့ဒါလိုကျင့်ကြံကြုတ်ကိုအထောက်ပါအဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဘာမှမပူနဲ့အားတင်းထားဟောစိတ်ကလေးကြည်နူးမသွားဘူးလားနေမကောင်းတဲ့လူတယောက်ဟာသူ့မှာအာကိုးစရာတွေဖရာပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်တရားပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်တန်ခါပေါ်မှာကြည်ညိုတဲ့တရားတရားတွေရှိတယ်ငါးပါးသီလကိုမျက်မျက်နှုံနှုံစောင့်ထိန်ထားတာရှိတယ်ဆိုဟောတကယ်အာကိုးစရာတွေမရှိဘူးလားအဲ့ဒါလို့အာကိုးစရာတွေရှိပြီးလို့ရှိရင်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့ဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမဲ့မိဘတွေဆိုရင်သားသမီးပေါ်မှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပေါ်မှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်တဲ့ဟုတ်ကဲ့လားဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံနေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါတဲ့ဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်အေးတွေ့တာတဲ့စိတ်ရှိနေလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသိမှာပဲသိမဲ့တူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါပြောစိတ်ရဲ့အတွေ့အတာကအတော်တော်ဆိုးတယ်စိတ်တွေ့တာမှုကြောင့်ဗမာတွေကလည်းပြောတယ်လေ9 ရက်တိတိအိမ်မော်ကမဆင်းဘူးလို့ဘာလို့ပြောနေကြတယ်ဟုတ်လားမကျွတ်ဘူးလို့ဘာလို့ရှောက်ပြောအတွေ့အတာရှိရင်တော့ဖြစ်တတ်တယ်လူတိုင်းမဆင်းတာတော့မဟုတ်ပါဘူးမကောင်းမှုအကုသိုလ်တွေသိမ့်များတဲ့လူကြတခါတည်းဆင်းသွားတာပေါ့ဟိုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းမုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင် तू သေလို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးပေါ်ဒီတိုင်းမှောက်ချထားလိုက် तू က तू ရဲဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာက तू ကအကုသိုလ်တွေလုပ်နေတာ तू သေရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့ဒါလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တွေ့တာမှုတွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်မိဘပေါ်တွေ့တာသလားမိဘပေါ်တွေ့တာကိုဖြုတ်ရမယ်သားမယားပေါ်တွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြုတ်ရမယ်ပစ္စည်းဥစ္စာတွေပေါ်တွေ့တာလားတွေ့တာမှုတွေကိုဖြုတ်ရမယ်တစ်ခုချင်းဖြုတ်သွားတွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်တိတ်တဆိုတဲ့ယန္တပါအကြောင်းအားလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနေ့ကျတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝတ်ရသေးလို့ညကျတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူ
ဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်တဲ့ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်တယ်အဲ့ဒီလိုတန်းသွားဖြစ်တော့သေသွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းဒီမတ္တတဏ္ဍကလို့ခေါ်တယ်သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဒီတန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီပေါ့သူသင်္ကန်းလေးကြံရစ်တယ်အဲ့ဒီသင်္ကန်းကိုဝေပန္တိကပြုတ်မယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာတဲ့ငါသင်္ကန်းဘာလို့ယူရမှာတော့ငါသင်္ကန်းဘာလို့ယူရမှာတော့ကြည့်တွေ့တာကိုအကြောင်းပြုပြီးဒေါသပါဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီသင်္ကန်းကိုမဝေဘာညာနဲ့အောင်ထားလိုက်အောင်9ရက်ဆိုတော့သူသင်္ကန်းလေးပေါ်မှာသူအေးအေးဆေးဆေးနေတက်တန်းစိတ်တော့9ရက်ပဲသူကအသက်ရှည်တာကို9ရက်ပြည့်တဲ့အခါကျသေပြီးတော့အေးအေးဆေးဆေးအတွေ့အတာလွတ်တဲ့တာဝရိန္ဒနတ်ပြည်သူရောက်သွားတယ်တဲ့ကြည့်သူ့ရဲ့သီလစွမ်းအားကြောင့်တာဝရိန္ဒနတ်ပြည်ရောက်သွားတွေ့တာကသီလရဲ့အရင်လက်ဦးသွားပြီးတော့တန်းဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ်မတွေ့စေနဲ့တော့တွေ့ရင်အိမ်မောကမဆင်းဘူးဆိုတာဟုတ်တယ်ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုလည်းမတွေ့အောင်တတိထားရမယ်နော်တွေ့တာမှုဆိုတဲ့ဒီနိကံတိဟာအလွန်ဆိုးတယ်သောတာပန်ပုဂ္ဂိုလ်ဖြစ်အောင်တော့ဟုတ်အထက်မရောက်နိုင်ဘူးအတွေ့ရှိလို့ရှိရင်တွေ့တယ်ဆိုတာဆွဲထားတာပဲလေဆွဲထားရင်ဒီနေရာပဲပြန်လာမှာပေါ့ကြည့်ဗေမိသာရမင်းကြီးဆိုတာလူတွေကြားဘူးနေတာအားလုံးဗေမိသာရမင်းကြီးဟာဖះနဲ့တွေ့ချင်းပထမဆုံးအချိန်ဖះကြွလာတဲ့အချိန်တွေ့ချင်းတရားဓမ္မနာတော့သောတာပန်ဖြစ်သွားတယ်ဝေလူဝဥယျာဉ်ကြီးနဲ့ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းထားသူဖြစ်တယ်ရာသက်ပံလည်းမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်သွားတဲ့ပုဂ္ဂိုလ်ကံကောင်းအကြောင်းမလားလို့နောက်ဆုံးမှာထောင်သွင်းအကျဉ်းချခံပြီးထောင်ထဲမှာလှုပ်ကြံတပ်ဖြတ်ခံလိုက်ရတယ်လှုပ်ကြံတပ်ဖြတ်မှုကြောင့်တော့သောတာပန်ဖြစ်နေသည့်အတွက်ကြောင့်သူကတောကတွေဒုက္ခတွေမဖြစ်ပါဘူးအဲ့ဒီအတွေ့အတာလေးကသူကအထက်နတ်ပြည်တွေဖြစ်နိုင်ရဲ့သားနဲ့ဘာသွားဖြစ်တယ်ဆိုစတုမာရိနတ်ပြည်ကဝိသောနတ်မင်းကြီးရဲ့အချမ်းအယံနတ်ဘလူးကြီးထဲမှာသွားဖြစ်တယ်ဒီအောက်တန်းကြဟုတ်ကဲ့စတုမာရိနတ်ဘုံဆိုတာနတ်ပြည်6ထပ်မှာအောက်ကျဆုံးနတ်ဘုံလေအဲ့ဒီနတ်ဘုံတော်မှာနတ်မင်းကြီးထဲမှာမဖြစ်ဘဲနဲ့လူတို့ကလူမင်းဖြစ်ပါလေတဲ့နဲ့နတ်ထဲမှာကျတော့နတ်မင်းမဖြစ်ဘဲနဲ့နတ်မင်းရဲ့အစေပါသွားဖြစ်တယ်ကြည့်စနဝတ္တပလို့ခေါ်တယ်သူနာမည်အာလာဝကတို့နဲ့တရန်းနဲ့ပေါ့အာလာဝကတို့ပုံနကတို့နဲ့တရန်းနဲ့နတ်ပြည်လူစစ်ဖို့ကြီးသွားဖြစ်တယ်ဘာဖြစ်လို့အဲ့လိုဖြစ်တာတုံးဆိုအဲ့ဒီဘဝကိုသူကတွဲတာအရင်တုန်းကလည်းအဲ့ဒီဘဝမှာဖြစ်ခဲ့တယ်9ကြိမ်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီဖြစ်ခဲ့ဘူးတဲ့နေရာကိုစိတ်ကပြန်ညွတ်တာတေကံလေးကြတော့တွဲတာလိုက်သည့်အတွက်ကြောင့်အထက်နတ်ပြည်တွေမှာမဖြစ်ဘဲနဲ့အောက်နတ်ပြည်မှာပဲပြန်ဖြစ်တယ်တဲ့အဲ့တော့လူဆိုတာပြန်ပြီးတော့မွေးရတယ်နော်တတိထားဒါတော့ဟုတ်မှာပဲဥက္ကံနေတဲ့လူကလည်းဥက္ကံပဲတွဲမယ်ထင်တယ်ကြည့်ရတာဟုတ်ကဲ့လားဒီတွင်တော့ဒီပဲပြန်ဖြစ်ဖို့များတာပေါ့အတွေ့အတာရှိနေဒီမှာပဲပြန်ဖြစ်တတ်တယ်နော်အကုသိုလ်တွေကြီးမရှိဘူးဆိုရင်ကုသိုလ်ကလည်းကြီးမရှိဘူးဆိုရင်ဒီမှာပဲပြန်ဖြစ်တတ်တယ်အဲ့ဒီအတွေ့အတာရဲ့သဘောဒါကြောင့်မို့အတွေ့အတာကိုတစ်ခုချင်းဖြုတ်ပါတဲ့မိဘပေါ်တွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့သားသမီးတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်တွေမထားပါနဲ့တဖြည်းဖြည်းချင်းဖြုတ်သွားလိုက်ပြီးတော့အေးလူဘုံလူဘဝတွေ့တာတဲ့စိတ်မထားပါနဲ့ဒီတဲ့ကောင်းတဲ့ပုံမှာရွှေ့လိုက်စမ်းပါလူဆိုတာပစ္စည်းတွေဝယ်တဲ့အခါမှာရွေးတယ်မဟုတ်လားပစ္စည်းတွေဥမာ3-4မျိုးတွေ့လို့ရှိရင်ရေးတယ်ဒါလေးကတော့ကောင်းသားပဲပထမရွေးလိုက်တယ်နောက်ဟိုဟာလေးမြင်တော့ဟိုဟာလေးကဓာတ်နဲ့ကောင်းတယ်ဆိုတော့ရွေးတော့ပြန်ပြောင်းပြီးတော့မယူဘူးလားအေးပစ္စည်းတွေပြောင်းပြီးတော့ယူတယ်လို့ပဲအခုလဲစိတ်လေးကိုပြောင်းပေးတာအေးလူဘုံနဲ့စတုမာတဲ့နတ်ဘုံကကောင်းတယ်လူဘုံကအတွေ့အတာတွေကိုဖြုတ်လိုက်ပါလူပြန်မဖြစ်ချင်စမ်းပါနဲ့နတ်ဖြစ်အောင်လို့ကြိုးစားပါဟောအတွေ့အတာကနတ်ပြည်ပဲရောက်သွားတခါနတ်ပြည်မှာလဲစတုမာတဲ့နတ်တဲ့တာဝရိန္ဒာကပူချမ်းသာတယ်
တာဝရိန္ဒဘောမှာအတွေ့လေးကိုရွှေ့လိုက်တာဝရိန္ဒဘောတွေ့တဲ့အတွေ့လေးကိုတခါတာဝရိန္ဒတဲ့ပိုကောင်းတဲ့နတ်ဘုံကယာမနတ်ဘုံရှိတယ်ဆိုတော့ယာမနတ်ဘုံပေါ်တွေ့တာမှုကပြောင်းမသွားဘူးလားပစ္စည်းတွေချထားတဲ့အခါမှာဟုတ်လားတစ်ခုတည်းတစ်ခုကောင်းတဲ့ပုံမှာစိတ်ကရောက်သွားသလိုပဲယာမကနေတုတိတာကနေနေမာနရတိနေမာနရတိကနေပရနေမိတဝတ္တဝတိဟောနတ်ပြည်6ထပ်တစ်ခုချင်းပြောင်းပြီးကောင်းတဲ့ကောင်းတာတွေရွေးသွားလိုက်တာနောက်ဆုံးပဲရောက်တော့ဆိုဗြဟ္မပြည်ကပိုကောင်းတာပေါ့ဆိုဟောကဘာချီပြီးတော့အသက်ရှည်တယ်ဗြဟ္မပြည်ကပိုကောင်းတယ်ဆိုဟောဗြဟ္မပြည်ကိုလည်းတွေ့တဲ့စိတ်လေးပေါ်လာတဲ့အခါကျတော့သူ့ကိုလည်းပြန်ဖြုတ်တယ်ဗြဟ္မဘုံဆိုတာလည်းပဲတဲ့အသက်ရှည်ပေမဲ့လို့မမြဲဘူးမခိုင်မြဲဘူးဒီနေ့ကြလို့ရှိရင်ပြောင်းလဲသွားအောင်မှာပဲအဲ့တော့အပြောင်းအလဲမရှိတာဘာလို့ဆိုရင်တက္ကာယនិရောဓခန္ဓာကိုယ်ကြီးလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ပဲနိဗ္ဗာန်ထိအောင်အတွေ့အထိဖြုတ်သွားပြီးနိဗ္ဗာန်ထိအောင်ပို့ပေးလိုက်အဲ့ဒီပုဂ္ဂိုလ်ဟာတည်ငါတခဏအားဖြင့်ကတော့ကြည်စဉ်းစားကြည့်သူလိုချင်တာဘာဖြစ်သွားတော့ဆိုရင်နတ်ပြည်တွေရောဗြဟ္မပြည်တွေရောဗြဟ္မလိုချင်လာတယ်နောက်ဆုံးကြတော့အဲ့ဒီလိုချင်မှုတွေ့တာမှုတွေအလုံးဖြုတ်ပြီးတော့ခန္ဓာကိုယ်ကြီးချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုပို့မပြစ်လိုက်ဘူးလားအဲ့တော့သူ့စိတ်လေးကလွတ်မသွားဘူးလားအတွေ့အတာတွေအလုံးကလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့အတွေ့အတာဟာတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မျိုးလိုဖြစ်သွားပါတယ်လို့မြတ်စွာဘုရားဟုတ်ကဲ့လားအတွေ့အတာတွေတဖြည်းဖြည်းဖြုတ်သွားလိုက်တာဟာနောက်ဆုံးနိဗ္ဗာန်ထိအောင်ရည်မှန်းချက်ထိအောင်ရောက်သွားပြီးတော့ရောက်ရှိသွားတယ်အဲ့ဒီတွေ့တာမှုတွေဟာယဟန္တာပုဂ္ဂိုလ်ရဲ့ကိလေသာအာသဝတွေကလွတ်သွားတဲ့အချိန်တွေမျိုးနဲ့အခုဟာနဲ့အချိန်တွေမျိုးနဲ့သွားမတူဘူးလားတဲ့တူတယ်နော်7ပါးသီလစောင့်တည်တဲ့အခါတောင်မြတ်စွာဘုရားကဒီလိုဟောတာရှိတယ်ယဟန္တာပုဂ္ဂိုလ်များသည်သူ့အသက်ကိုတတ်ခြင်းမှရာသက်ပံရှောင်တော်မူကြသည်ငါလည်းပဲဒီကနေ့သူများအသက်ကိုတတ်ခြင်းမှရှောင်ခြင်းဆိုတဲ့ဘာနာတိပါဒဝေရမဏိသိက္ခာပုဂ္ဂိုလ်စောင့်တည်ထားတယ်ဒီကနေ့ငါလည်းယဟန္တာလို့ကျင့်ရပြီလို့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ဥပောဒထသုတ်မှာဒီလိုဟောထားတာရှိတယ်ဘလွန်ကောင်းတဲ့စနစ်တွေဟုတ်ကဲ့လားအဲ့ဒါလိုပဲအတွေ့အတာတွေကိုတဖြည်းဖြည်းဖြုတ်သွားလိုက်တာနောက်ဆုံးနိဗ္ဗာန်ရောက်သွားအဲ့ဒီနိဗ္ဗာန်ရောက်သည့်ထိအောင်စိတ်ဓာတ်လေးဟာတွေ့တာမှုတွေကလွတ်ကင်းသွားတဲ့အနေအထားမျိုးလေးဟာယဟန္တာပုဂ္ဂိုလ်တွေကိရိတာအာသောတွေကလွတ်သွားတဲ့အခြေအနေမျိုးလေးနဲ့သွားတူပါတယ်ဟောအဲ့ဒါလို့ထိအောင်အားပေးစကားပြောပြီးတော့ပုဂ္ဂိုလ်တွေကိုကူညီအချင်းချင်းမိတ်ဆွေသင်္ကားတွေကိုကူညီပေးပါလို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောလို့ရင်ဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အားပေးစကားအမတန်အားငယ်နေတဲ့အချိန်ခါမျိုးမှာအားပေးစကားပြောတာနောက်ဆုံးနေ့အတွက်အားပေးစကားပြောသလိုပဲနေ့စဉ်လည်းပဲအားပေးစကားပြောရမှာပဲဟုတ်ကဲ့လားနေ့စဉ်ညလည်းအိုးနေတာမပူနဲ့နားနေတာလည်းမပူနဲ့သိရမှလည်းမပူနဲ့ကို့မှာငါမှပါရှိတော့ဘုရားကိုယုံကြည်တဲ့တရားတရားရှိတယ်တရားကိုယုံကြည်တဲ့တရားတရားရှိတယ်သံဃာကိုယုံကြည်တဲ့တရားတရားရှိတယ်ငါးပါးသီလငါလုံးတယ်လို့ကိုရောအာမပေးတိုက်ဘူးလားအေးအားပေးစကားကိုလည်းပြောသူတစ်ပါးကိုလည်းပြောမိအောင်အတွေ့အတာတွေကိုလည်းတစ်ခုပြီးတစ်ခုဖြုံးနိုင်အောင်ဘယ်ပေါ်မှာငါသိတွဲနေတယ်လဲကိုယ့်အကိုစဉ်းစားဟုတ်လားအဖိုးကြီးတွေဖွားကြီးတွေဆိုမြီးပေါ်တွဲသလားမေးကြည့်ပေါ့နော်တွဲလို့ရှိရင်မတွဲဖို့ကိုယ့်ကိုပစ္စည်းပေါ်တွဲရင်လည်းမတွဲဖို့မတွဲမိအောင်ကိုယ့်အတွေ့အတာတွေကိုတစ်ဖြည်းဖြည်းဖြုတ်ပြီးတော့နောက်ဆုံးအတွေ့အတာကင်းရနိဗ္ဗာန်ချမ်းသာထိအောင်ဥတည်ပြီးတော့သွားနိုင်အောင်ကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်ဘုရားမြတ်စွာဟောကြားတော်မူအပ်တဲ့ဒီမဟာနာမသုတ်ထဲမှာလာတဲ့အားပေးစကားဆိုတဲ့တရားကိုလိုက်နာကျင့်သုံးပြီးအတွေ့အတာတွေလုံးဝလွတ်မြောက်ခါနိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲမေတ္တာဖို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်း
သုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝနဝိသာတဗ္ဗေတမုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အိတ်တရားဆေးကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပု္ပ္ပာမျက်နှောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စဘေတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းနဲ့ကွာနာခြင်းနဲ့ကင်းသေးခြင်းနဲ့ရှင်းထသောတိတိဝဝကိလေသာဟုဘုခသိင်ကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမျိုးတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း